ကျွန်တော်ကတော့ဆိုင်းအောင်ဖြစ်ပါတယ်ဒါတော့ကျွန်တော်ညီလေးတေးပစ္စည်းကျိုးဝမ်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်ညီကိုနောက်ကနေပြီးတော့ရချက်ချက်ပြည့်တဲ့ကြီးကိုကျွန်တော်တို့တချင်းဆိုပြမှာဖြစ်ပါတယ်။ဘာတချင်းလေးလဲဆိုတော့ကိုလိုင်းကြုံမလားလို့မြင်ရပါတယ်။နားဆင်ပေးပါဦး။ ကိုလိုင်းကြုံမလား โอเคကြီးနဲ့ ဟုတ်ပြီ အရှိကောင်းတဲ့အတူအင်းတို့အတူလေးပဲဒီလားကြာလို့ပြည့်တဲ့ကြီးနားထောင်မတရားရင်နေရှိနေဆုံးနေရတမယနာနေနေမွေးတယ်အညာနေကိုပြည့်နေရနေပြီ မားနေရဲ့လို့မားနေ ဘယ်နဲ့မှားတာလို့ မတို့အတန်းပြ မှန်တယ်လေ မိုက်အတန်းပြ မဟုတ်ပါဘူးကောင်းပါတယ်ကိုကြီးက မမဟမ် ဒါကပြန်စားကြည့်မယ် sorry ပါ မတရားရင်နေရှိနေသူနဲ့မွေးနေရတမယနာနေနေမွေး ရိုက်တွေ့ ဘာလို့ကြည့်ဘလို့ပြနေရဘာလို့ကြည့်တောင်းတာလဲ ခံစားနေတာဟာဘာရှိဘလို့ဆိုရဲ ဘလို့ရော ကိုတွား မပြီးတော့ပြင်းတဲ့အားသာပြိုင် ဘလို့တွားမတီးဘူးတွားပွဲခဲ့တယ်တွား ဘယ်မလားကြည့်